စရာတွေဘလောက်ပဲပတ်လက်ဝိုင်းနေပါစေထာဝရဘုရားသည်ဟာလေလုယာကောင်းမြတ်တော်မူ၍ဂယုဏတော်အစဉ်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုဘာဖြစ်လဲချီးမွမ်းကြလော့ဟာလေလုယာအချင်းနဲ့ထဲမှာငါတို့ကတိတ်ဆိတ်သွားမဲ့ထဲမှာမပါဘူးပို့ချီးမွမ်းအောင်မယ်ပို့ပြီးတော့ကိုယ်ွယ်အောင်မယ်ပို့ပြီးတော့ကခုံအောင်မယ်ဘာလို့လဲသူ့ရဲ့ကျေးဇူးတော်ဟာမကုန်တော့ကြောင်းသူ့ရဲ့ဂယုဏတော်ဟာမကုန်တော့ကြောင်းအမြဲတမ်းတက်တည်ထူပေးတော်ဘုရားရှင်ဖြစ်တယ်မရှိတဲ့အရာတွေကိုရှိစေနိုင်တော်ဘုရားမဖြစ်နိုင်တဲ့အရာတွေကိုဖြစ်စေနိုင်တဲ့ဘုရားဖြစ်ကြောင်းကိုဘယ်ချိန်မှသင်မြင်ရမလဲဆိုရင်သင်ကအခြေအနေတိုင်းမှာချီးမွမ်းတဲ့အခါမှာသူ့ရဲ့တကိုးတော်ဟာသင်အပေါ်မှာစီးထွက်လာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ရဲ့ရွေးချယ်မှုကပါလဲဆိုအခြေအနေတိုင်းမှာငါတို့ကိုယေရှုပြုတဲ့ဘုရားကယေရှုပြုနိုင်တဲ့ဘုရားရှင်ဖြစ်တယ်ဆိုတာကိုယုံကြည်တယ်ကျွန်တော်တို့မှာလှုပ်ရှားရွေးချယ်စရာကအခြေအနေတိုင်းမှာချီးမွမ်းဖို့ပဲရွေးချယ်ရအောင်ဓမ္မရေးစမပြေဘူးချီးမွမ်းမယ်ဝင်ငွေနဲ့ထွင်ငွေမမျှဘူးကိစ္စမယူချီးမွမ်းမယ်အလုံးမရသေးဘူးချီးမွမ်းမယ်လာစာတွေ promotion တွေမရသေးဘူးအမ်ပေါင်းတွေမရသေးဘူးကိစ္စမရှိဘူးချီးမွမ်းမယ်ဘေးမှာရှိတဲ့ငယ်ချင်းကိုပြောပေါင်းချီးမွမ်းမယ်လို့အချိန်တိုင်းမှာချီးမွမ်းမယ်လက်ခုပ်တီးလက်နဲ့ဖျားရှင်ကိုချီးမွမ်းရအောင် Praise the Lord